င်ကန်းကျွန်းမြို့နယ်ရဲ့အချက်အချာနေရအကြဆုံးရက်ကွက်တွေထဲမှာစံပြစည်းကြီးလေးရှိမယ်တန်တူးမာလမ်းမကြီးရတနာလမ်းမကြီး4000ကန်လမ်းမကြီး3ခုပတ်လည်ဝန်းရံထားတဲ့ငမိုးရိပ်ရက်ကွက်တွေကတန်မိုးတင်ပြီးတော့အသင့်နေထိုင်လို့ရမယ်အခန်းလေးနဲ့မိတ်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်မိန်ဝင်ပေါင်းမှာဆိုရင်လေဘာကြတကားတစ်ထပ်ကိုလုံးဝဆေးဖြောင်တက်ဆင်ပေးထားပြီးတော့ခြေပြားခင်းပေးထားမယ်နောက်ထပ်တကားတစ်ခုလည်းပါဝင်ပါသေးတယ်ရှင်အလူမီနီယံတကားကိုတက်ဆင်ပေးထားပြီးတော့ living room area space မှာဆိုရင်လှပတင်တဲ့ခန်းနာမဲ့ TV console sofa set aircon တစ်လုံးပါဝင်ပြီးတော့စီလင်မှာလှချက်တွေနဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပြီးတော့လှပတဲ့ပကြီးကားများစွာပါမယ်အိမ်ခန်းရဲ့အပြင်ဘက်မှာဆိုရင်ဒီတင်နဲ့ပုံဖော်အလှဆင်ပေးထားမယ်ရေလိုက်မီလိုက်ဆေးလိုက်အကုန်အသစ်အသုံးပြုရမှာပဲဖြစ်ပါတယ်ရှင်ဒီအစိတ်ပေ60ခရမ်းမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးတော့တခန်းချင်းစီရဲ့ပေကျဲဟာဆိုရင်ဖြင့်စက်နံပေခွဲ50ပေကျဲအောင်မယ်အလင်းအောင်ကောင်းကောင်းရမယ်ပရင်းပေါက်တိုင်းမှာကိုရီးယားကျိုးဆက်လိုက်ကမြောက်တက်ဆင်ပေးထားပြီးတော့တန်ပန်းများပါဝင်မယ်လှပတဲ့တိုင်ကက်နာကြီးများစွာပါဝင်မှာပဲဖြစ်ပါတယ်ရှင်အခန်းရဲ့အမြင့်က12ပေရှိပါတယ်ရှင်အခန်းရဲ့အလွှာကတော့မြင်းကြီးတက်ပဲဖြစ်ပါတယ်နိုင်ရန်တိုင်းမှာဆိုရင်လေဝေါ်လန့်နေတက်ဆင်ပေးထားပြီးတော့ကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီးဘရိကာများတက်ဆင်ပေးထားမယ်စာရွက်စာတမ်းအရှုပ်အရှင်းလုံးဝကင်းတဲ့အခန်းတစ်ခန်းပဲဖြစ်ပါတယ်ရှင်အိမ်ခန်းရဲ့အပြင်ဘက်မှာဆိုရင်လေ partition box ပါဝင်မယ်အယုတ်ပန်းဦးများလည်းပါဝင်ပါသေးတယ်ရှင်မီးဖိုခန်းအဝင် slide တော့အသုံးပြုပေးထားပြီးတော့ kitchen room တစ်ခုလုံးမှာဆိုရင်ကျွေပြားခင်းကျွေပြားကပ်ပေးထားမယ်ရေချိုးခန်းအိမ်သာတီးတန့်ပါဝင်ပြီးတော့အုတ်ကန်ရေတိုင်ကြီးကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင် PVC တကားကိုအသုံးပြုပေးထားပြီးတော့မီးဖိုခုံဘေးစင်နေရာမှာဆိုရင်ကျွေပြားခင်းကျွေပြားကပ်ပေးထားမယ်လူကြီးမင်းတို့ရေအလွန်လောက်အသုံးပြုဖို့အတွက်အဝီစီဂျိုးပြူရေနှလိုင်းပါဝင်မှာပဲဖြစ်ပါတယ်ရှင်နောက်ဖေးအဆောင်ကိုတေချာလေးပြုလုပ်ပေးထားပဲဖြစ်ပါတယ်ရှင်တစ်သားတကားတစ်ထပ်ကိုလုံးဝဆင်းဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်သင်္ကန်းကျွန်းမြို့နယ်တဲ့ကငမိုးရိပ်ရက်ကွက်တန်တူးမာလမ်းမကြီးကိုထဲပေါက်ပြီးတော့မှတ်တိုင်အနေနဲ့ဆိုရင်ကာညာနာလိုင်စင်ရုံဒီဝါတဟာမှတ်တိုင်မှာဆင်းပေးပါရှင်အလှည့်ဟာဆိုရင်ဖြင့်အရှိတောင်ဖြစ်ပြီးတော့အိမ်နံမှတ်ပေါင်းခြင်းဟာဆိုရင်ဖြင့်6ပဲဖြစ်ပါတယ်အယောင်စင်းနှုန်းကတော့3920ကိုမှအထူးညီနိုင်အောင်ချပေးသွားမှာပဲဖြစ်ပါတယ်နှလုံးသားတွေနှွေးထွေးစေမယ်အေးချမ်းလုံခြုံမှုတက်တောင့်တက်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရှင်စီ property မှာစုမော်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားပေးမှုအတွက်ကျေးဇူးအထူးတင်ရှိပါတယ်